Hello မင်္ဂလာပါဒီနေ့တော့ Click Guide Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နေ့လည်စာကို Platinum Mona က Platinum က December Fashion Mall အရှိနာကမော်လမြိုင်မုံဟင်းကားဆိုင်ကိုသွားစားဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့အခုဒီဟာ Platinum Mall ဘေးကနေပြီးတော့ရှောက်လာပါတော့ဒီလိုဆိုင်သေးသေးလေးရှိရယ်အဲ့ဒီနောက်ကဟာ December Fashion Mall ပေါ့နော်အဲ့တော့ဟိုမှာမော်လမြိုင်မုံဟင်းကားဆိုပြီးတော့ဆိုင်နာမည်ကရောက်ပါပြီဒီမှာပါဒီ December ဆိုင်ပုတ်ကြီးရဲ့အောက်တက်ညဘက်ချက်မှာပါဆိုင်လေးကတော့ခက်သေးသေးလေးပဲထိုင်စားလို့ရတယ်ပါဆယ်လဲယူလို့ရတယ်သူ့မှာဆိုလို့ရှိရင်မုံဟင်းကားရှိရယ်ပုံတို့ခောက်ဆွဲရတယ်အုံထမင်းကြက်သားဟင်းရတယ်ဆိုင်ကတော့နည်းနည်းကျင်းတယ်တယောက် 4-5 ယောက်လောက်ထိုင်စားလို့ရတယ်ပေါ့နော်ဝိုင်းနေလည်းတော့မရှိဘူးပေါ့အနီးနားမှာတော့အသီးဆိုင်လိုပါလို့ရှိတယ်အဲ့တော့မုံဟင်းကားယူက50အကျော်နဲ့ဆို60မိုးပဲဦးနဲ့ဆိုရင်80အဲ့တော့ကျွန်တော်ဒီနေ့မုံဟင်းကားအကျော်နဲ့အသီးရွက်စုံနဲ့စားခဲ့ပါတယ်အဲ့တော့မုံဟင်းကားထဲမှာပဲတီပင်ပေါက်ထည့်စားတာပူစီနန်ထည့်စားတာအဲ့ဒါကျမတို့ဒီမော်လမြိုင်ဘက်ကတွေအဲ့လိုကြီးထည့်စားကြရပေါ့နော်ပုံမှန်ဆိုရင်တော့ထမင်းမှထည့်စားတယ်အိမ်မှာဆိုရင်တော့အဲ့တော့ရုပ်သီးပုံနဲ့တက်ထည့်တယ်ပြီးတော့အဲ့ဒါကျမတတ်မရသည်တောင်းနေရပါတော့နည်းနည်းအချင်းလို့ချင်းတော့အပြီးတော့စားပါတယ်နားအောင်မွေးပြီးတော့ကျမစားပါတယ်မုတ်တီကတော့ရီးစိန်ရဲလို့တော့မဟုတ်ပါတော့မြန်မာတော့ကျမတို့ရီးစိန်မုတ်တီလို့ခေါ်တယ်ပေါ့မုံဟင်းကားလို့မခေါ်ဒါပဲတူတူပဲအဲ့အမျိုးကျမတို့စားတယ်ဒီမှာတော့ရိုးမုတ်ဖက်ကိုပဲအနှစ်ကမော်လမြိုင်မုံဟင်းကအရေးပုံစံမျိုးချက်ထားပါတော့တော်တော်စားလို့ကောင်းပါတယ်ပြောနေအောင်တည်ပြန်ကြလိုက်ကျမအဆက်စားတော့အဆက်တီထည့်ပြီးရှယ်ကြိတ်ပါတယ်အဲ့တော့ဒီမှာဘာလဲဆိုတော့မော်လမြိုင်မုံဟင်းကားမှာကငပြောအိုခေါင်းမှာထည့်တယ်ပေါ့နော်အားလုံးပဲ enjoy မှာကျွန်မဆက်စားလိုက်ပါဦးမယ်ရှင်